ပြီးတော့ကျွန်တော်တို့ဒီစကန်သိန်းတိုင်ပွဲကနေထွက်ပြေးသွားတယ်ပေါ့နော်ဒီဗျူဟာနဲ့စုစုပေါင်းထွက်ပြေးသွားတဲ့လူဆိုရင်အယောက်900 600နီးပါးရှိတယ်အဲဒီ900 600ဒီစိတ်ကောင်းစီတပ်သားတွေကောဒီရဲတပ်ဖွဲ့ဝင်တွေကောပြီးတော့သူတို့ရဲ့နော်မိသားစုဝင်တွေနဲ့ပေါ့နော်ဟိုထွက်ပြေးသွားတဲ့ဒီစစ်တုံးပန်းတွေပေါ့နော်တိုက်ပွဲကနေထွက်ပြေးသွားတဲ့လူတွေကိုကျွန်တော်တို့တောထဲတောင်ထဲမှာနောက်ဆုံးငတ်ပြတ်တေချေနေတဲ့အားတွေကိုကျွန်တော်တို့တကယ်တိုက်ခိုက်ဆရာတော့မလိုဘဲနဲ့တခါတည်းဘယ်လိုပြောမလဲပြန်လေဖန်စီတာလည်းဖြစ်တယ်ကဲဆေးတဲ့သဘောလည်းဖြစ်တယ်တကယ်ထိမ့်သိမ်းထားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒီယူဟာမှုတည်ရင်မှုယူဟာမှုအစ်စ်ပေါ့နော်ဥပမာဆိုရင်တောထဲတောင်ထဲမှာကျွန်တော်တို့ဘယ်အခြေအနေမျိုးမှာသူတို့ကိုပြန်တွေ့ရတယ်လဲပြန်လေခေါ်ဆောင်လိုက်တဲ့ဆိုတော့အင်းရောက်ပြီသေပြီလေဟွန်တောက်လိုက်ဝဲလားဟုတ်ကဲ့ဒါတော့ဥပမာတစ်ခုပဲဖြစ်ပါတယ်ပြီးတော့နောက်ထပ်ခုနလိုမျိုးဒီကဆူဆူဝဝအခြေအနေမှာတွေ့ခဲ့ရတဲ့စိတ်ကောင်းစီတပ်ဖွဲ့ဝင်တွေကမိသားစုအခြေအနေတွေကကျွန်တော်တို့ကယ်ဆယ်ပေးခဲ့တဲ့တာသမီလေးတွေပေါ့နော်လည်းရှိပါတယ်ဟုတ်ကဲ့ဖူတောင်းဖေဖေကဘယ်မှာနေရလဲတမီးဖေဖေကတော့ထဲမှာတောထဲမှာအခုဖေဖေမပါလာဘူးပေါ့မပါတော့မေမေရောပါလာလားမပါတော့ဖေဖေလည်းမပါဘူးမေမေလည်းမပါဘူးတမီးတယောက်တည်းပေါ့တမီးမှာညီကောင်မောင်နှမတွေရှိသေးလားမရှိတော့ဘူးဘယ်ရောက်သွားလဲဆုံးကုန်ပြီလားအခုအဲ့ဆိုတမီးတယောက်တည်းပဲပေါ့ဒါဘာမှမစားဘူးအမေနဲ့တူတူမသွားဘူးဘာမှမစားဘူးစားတော့တတ်ဘာမှမစားဘူးဒီဦးတွေလူဆိုးတာလူကောင်းလားလူကောင်းဘယ်ပြောချင်လို့ဒီဦးကလူဆိုးတာလူကောင်းလားဟုတ်လို့လားဒီချာလို့လားအဲ့ဒါတော့တိုက်ပွဲဖြစ်နေတယ်လူဆိုးတိုက်ပွဲဖြစ်တော့လူဆိုးပေါ့နော်အခုတော့တော့လူကောင်းတတောက်ဟိုတောထဲကနေခေါ်တဲ့ချိန်မှာဘယ်လိုခေါ်လာလဲတော့ပြီးခေါ်တာဘယ်သူကပိုးပေးရလဲဒါဖူတောင်းဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့တွေ့ယူခဲ့တယ်ပေါ့နော်စီကောင်စီတာသမီလေးတွေပေါ့ကယ်ဆယ်ပေးခဲ့တာပါပြီးတော့တောထဲတောင်ထဲမှာကြုံတွေ့တဲ့အခြေအနေလည်းကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်ကျွန်တော်တို့ကယ်ဆယ်ပေးတဲ့အမျိုးသမီးမိခင်တူပါပေါ့နော်ပြောပြတာပါဒီကောင်လေးဆုံးတယ်လို့ထင်တာပဲခုမှတတိယစားနာမရဘူးယောက်ျားလေးဆုံးတယ်မိသားစုကခလေးတောင်းရမယ်ယောက်ျားတယောက်ဆုံးတယ်ကျွန်တော်တို့ဟောပေါ့ဒီကျွန်တော်တို့ဒီချင်းညီတော်တွေနဲ့ဒီနဲ့ဓမ္မတို့တွေ့တဲ့အချိန်မှာဘယ်လိုခံစားရလဲဝတ်တာရပါဆရာသူတို့ကတော့ကျွန်တော်တို့စားကြတယ်ပြီးတယ်လေပြီးကျွန်တော်တို့အသက်ကိုလေးကေပဲလိုက်ခဲစမခေါ်လို့ကျွန်တော်တို့တောင်းမှတာပြီးမှပထမဆုံးသူကကျွန်မခလေးကိုခေါ်ကြတယ်ခလေးခေါ်မှလို့ပြောင်းမယ်လို့ပြီးတော့ပြီးလို့ပေးကြတယ်လေဟာခလေးကိုလွတ်လွတ်ထွေးထားပေးပါတဲ့အဲ့ဒါကျွန်မမလိုက်နိုင်တော့ဘူးကျွန်မခလေးကိုခေါ်တော့လိုက်တာလို့ပြောတာသူတို့ကဘာလို့မလိုက်နိုင်ရမှာလဲဒီလက်သိချင်လို့ရှိရမယ်ငါတို့ပေးမယ်လို့ပြောတော့အဲ့ဒါဒီမှာလေအဲ့လိုဒီမှာကျွန်တော်ထားခဲ့တယ်နေတော့ဒီမှာနေဒီနေရာမှာပဲနေခဲ့ပါတဲ့နေရာမရွှေနဲ့တဲ့မနေ့ကကျွန်တော်နေလို့တဲ့သမီးထုံးနဲ့လာပို့မယ်တဲ့လာခေါ်မယ်ဆိုတော့ပြောတော့တာကျွန်တော်တော့ကျွန်တော်စင်နိုင်ထိစားတယ်စင်နိုင်တကြတော့တမီးရှိကတာရေးစားနေလို့လေအဲ့ဒါ6ကိုဆင်းသွားတော့သူကမတွေ့ဖြစ်တော့မတွေ့ဖြစ်တာနဲ့6တိုင်းသွားရင်းနဲ့စတားရနဲ့ပြန်တွေ့တယ်6ထိမှာစတားရနဲ့တွေ့တဲ့ရှိကြတော့ကျွန်တော်တို့လည်း6မှာပဲပြန်အိတ်တယ်အဲ့တဲ့ရှိကြတော့အဲ့ကလည်းကျွန်တော်တို့မထားနိုင်တော့ဘူးဒီတိုင်းမှာအနာမှာလူသေးတွေလည်းအများကြီးတင်ကြတယ်ကျွန်တော်တို့အနာမှာလည်းတရားတမန်ကို2ယောက်3ယောက်လို့ပြင်ကြတာအဲ့လူတင်နာမှာပဲသူတို့တည်တဲ့မှုကကိုယူပြီးမှကျွန်တော်တို့ရှုံပြီးမှအိမ်နေကြတာအဲ့ဒီနဲ့နောက်တဲ့3-4ရက်မြောက်လောက်မှဒီတွေကလာရင်မှထမင်းထုတ်ပါလိုက်မှကျွန်တော်တို့ထမင်းကျွေးတယ်ကျွေးပြီးမှဒီမှာပဲရေတွေကကျွန်တော်တို့လက်မချောင်းနိုင်တဲ့လူကိုချီပြီးမှခေါ်လာတာခေါ်ပြီးမှတော်မှာ6နာတော့မှလေမူကတေးထိုးပြီးမှထားတယ်ကျွန်တော်တို့မိမွေးပြီးမှဆေးတွေလည်းကူးပေးတယ်
အမှပဲကျမတို့နည်းနည်းထွေးထားပြီးမှသူတို့လည်းမချောင်းနိုင်လို့ဆိုမှဟိုတာလဘက်တည်းရှိပြီးမှကျမတို့ရော်တိခေါ်လာတယ်ဆရာ အခုရော ဟုတ်ကဲ့ဒါကျွန်တော်တို့တောထဲတောင်ထဲရနဲ့ကယ်ဆယ်ပေးထားတဲ့ဒီဟိုမိခင်တွေကလေးငယ်တွေပေါ့နော်ကျွန်တော်တို့ဟိုမကယ်ဆယ်နိုင်ခဲ့တဲ့တောထဲတောင်ထဲမှာတည်ဆုံးတဲ့လူတွေအများကြီးရှိပါတယ်ပထမဗီဒီယိုမှာလိုပဲတောထဲတောင်ထဲမှာသူတို့ရဲ့အခြေအနေဆူဆူဝါးဝါနေထိုင်ရတဲ့အခြေအနေတွေပေါ့နော်ကျွန်တော်တောက်လျှောက်ညီနောင်နေနဲ့ကျွန်တော်တို့လူသားချင်းစာနာမှုအဖြစ်နေပေါ့နော်ဟိုကယ်ဆယ်ပေးတယ်စီးကူပေးတယ်ဟိုထိမ့်သိမ်းပေးတာရှိတယ်ပေါ့နော်အဲ့ဒါပြီးတော့မှအတမ်းမဲ့ကျွန်တော်တို့ဒီတိုက်ပွဲအပြီးပေါ့နော်တိုက်ပွဲအပြီးမတူပီမြို့အနေနဲ့လည်းဟိုဒီစိတ်ကောင်းစီရဲ့ဟိုလေရင်ပုံကျဲတဲ့တန်တွေပေါ့နော်လူကြောင့်တက်ခိုက်မှုတန်တွေတောက်လျှောက်ခါတယ်နေအိမ်တွေပျက်စီးတာတွေရှိတယ်ပြီးတော့ဆက်ကြည့်မယ်ဆိုရင်လည်းဟိုဖះเจ้าတွေပေါ့နော်ဖះเจ้าတွေဟိုပျက်စီးတာတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဟိုဒါစိတ်ကောင်းစီရဲ့လေကြောင်းပုံကျဲတက်ခိုက်မှုတွေပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့တော့ဒီအာနာရှင်ကိုတော်လှန်တဲ့နေရာမှာကျွန်တော်တို့အာနာရှင်ရဲ့လောက်ရကိုတာအာယုံဆက်ပြီးမှကျွန်တော်တို့ကူညီကယ်တင်တာတွေရှိတယ်ဒီအာနာရှင်ကိုကူညီတိုက်ခိုက်ရင်းနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ကြာဆုံးသွားတဲ့ညီနောင်ရေးပေါ်တွေပေါ့နော်ဒီညီနောင်မှာအဲ့လိုမရာဒီ NTC-MDF ကကျွန်တော်တို့ရဲ့ညီနောင်ရေးပေါ်တွေပြီးတော့ဒီမတူပီ CDF ကပေါ့နော်ရေးပေါ်9ဦးမရာကရေးပေါ်3ဦးပြီးတော့ကျွန်တော်တို့ဟိုဒီ CDF မင်းတပ်ကပေါ့နော်ရေးပေါ်တွေအဲ့လိုကြာဆုံးတာရှိတယ်အဲ့လိုမျိုးတကယ်လို့ CDF မင်းတပ်ကရေးပေါ်ကတော့အမှန်တကယ်ပြောရမယ်ဆိုရင်ဒီတိုက်ပွဲအတွင်းမှာကြာဆုံးတာမဟုတ်ဘဲနဲ့ဒီရေးပေါ်ပေါ့နော်ဟိုတကယ်တော့တိုက်ပွဲပြီးလို့နှစ်ပတ်အကြာဟိုမတူပီမျိုးလုံခြုံရေးဂိတ်မှာသူ့အတူဂိတ်ဆောင်ပြီးလုံခြုံရေးယူနေတဲ့အချိန်မှာဒီ CNA ကောင်းဆောင်တဲ့ချင်းလန်းကောင်စီတပ်ဖွဲ့ကအဲ့လို drone နဲ့ကျဲပြီးမှာပေါ့နော်အဲ့လိုမျိုးတိုက်ခိုက်တာစနိုက်ပါနဲ့အဲ့လိုမျိုးတိုက်ခိုက်တာတွေထဲမှာဟိုကြာဆုံးသွားတဲ့ CDF မင်းတပ်ရေးပေါ်တူဖြစ်ပါတယ်ဒီတိုက်ပွဲတွင်းမှာလည်းပဲမြို့သိမ်းတိုက်ပွဲတွင်းမှာလည်းကြာဆုံးတဲ့ဟာရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရေးပေါ်တွေကိုတိုက်ခိုက်တာဒီမဖြစ်ပဲနဲ့ကျွန်တော်တို့ဟိုဒီပြည်သူလူထုရဲ့စာဝန်တွေခက်ခဲအောင်ပေါ့နော်ဟိုနောက်ကွယ်ရနဲ့ဟိုကျွန်တော်တို့ကိုစိတ်ကောင်စီတိုက်ခိုက်တဲ့အချိန်မှာကြောက်ကွယ်နဲ့လက်ငယ်တိုက်ခိုက်ရုံတွေမကဘဲနဲ့ဒီမတူပီမျိုးသိန်းတိုက်ပွဲပြီးသွားပြီးနောက်ပိုင်းမှာလဲစိတ်ကောင်စီမတူပီတမျိုးနဲ့လို့စိတ်ကောင်စီကင်းစင်သွားပြီးနောက်ပိုင်းမှာလဲကျွန်တော်တို့ဒီဒေသခံပြည်သူလူထုသွားလာတဲ့ဒီဘွေလီတရားပေါ့နော်မတူပီနဲ့ပလက်ဝါချပူဒီတရားကိုဒီ CNA ကောင်းဆောင်တဲ့ချင်းလင်းကောင်စီဖွဲ့ပေါ့နော် CNA ကဟိုမိုင်းခွဲပြီးမှဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်ဟိုလမ်းပန်းစစ်တွေအရန်ခက်ခဲသွားတယ်ဒီစမီဒေတာပလက်ဝဒေတာမရာဒေတာမတူပီမြို့နယ်နောက်ချမ်းဟိုလုံးဝဒီကွန်ပစ္စည်းတွေတေယူတူပို့ဆောင်ဖို့အရန်ခက်ခဲတယ်ဒီကိုဂရေကမှပို့ဆောင်ဆက်တွေအရန်ခက်ခဲတဲ့ချင်းပြည်နယ်မှာခုလိုမျိုးဟိုပောက်ခွဲဖျက်ဆီးရလုပ်တဲ့အပြင်ဒီကျွန်တော်တို့ဥပီမျိုးသိန်းတိုက်ပွဲပြီးတော့ဒီဖနန်ငလိုင်ဖက်မှာဟိုကျွန်တော်တို့ဟိုဖနန်ငလိုင်ဖက်မှာဒီ CNA ကဒီထုတ်ထားတဲ့ဟိုဒီညီမမိုင်းနေပေါ့နော်အဲ့လိုမျိုးဟိုကျွန်တော်တို့ဖနန်ငလိုင်ရွာဝင်းကျင်မှာလည်းပဲပြန်တယ်မိုင်းရှင်းလင်းကြီးအတွက်ကျွန်တော်တို့ဟိုပြန်လေတူဖို့ပေါ့နော်ဟိုထားတဲ့ဒီပြန်လေရှင်းလင်းထားတဲ့ဟိုမိုင်းတွေအများကြီးရှိတယ်ဆက်လက်ပြီးတော့လည်းဟိုဒါပေမဲ့ကဘနဲ့မြို့သိမ်းတိုက်ပွဲအပြီးမှာနိုင်ငံကြီးအခြေအနေတွေပိုရှုပ်ထွေးလာတယ်လို့ပဲပြောရမလားစစ်ကောင်စီမရှိလို့ကျွန်တော်တို့ဟိုစစ်ကောင်စီမရှိတော့ကျွန်တော်တို့ဟိုဒီငြိမ်ဖို့ဟိုပုတ်ချိုးပြန်စတင်ဖို့ဟိုစစ်ကောင်စီဒီထက်ပိုဒေါ်လန်ဖို့အစားကျွန်တော်တို့ရဲ့ဒီ YDF မြို့သိမ်းတိုက်ပွဲမှာကျွန်တော်တို့ရဲ့ဟိုမဟာမိတ်ပေါ့နော်ရောအာမီတို့ YDF တို့အဲ့ဒီမှာလေ YDF ရဲ့ပေါ်2ဦးကိုဖမ်းဆီးခဲ့တာရှိတယ်ပေါ့လေအဲ့ဒီတော့ဒီကနေ့ဒီမှာ YDF ပေါ်2တွေမကဘဲနဲ့ကျွန်တော်ရဲ့ CD မတူပီ CDF ဒီတက်မဟာတကဟိုခွင့်နဲ့အိမ်ပြန်သွားတဲ့တန်ရရလို့အိမ်ကိုပြန်နားယူနေတဲ့ရဲဘော်တွေပါနေအိမ်ထဲဒီဝင်ရောက်ဖမ်းဆီးသွားလို့ဟိုမှာရဲဘော်9ဦးဆိုရင်လက်ရှိချိန်ကြီးပေါ့နော်ဟိုနေအိမ်ပြန်သွားရင်ခွင့်ယူရင်မိကြေးရွာနေမှာရှိနေတဲ့မတူပီ CDF ကရဲဘော်9ဦးလည်းဒီ CNF CNA ချင်းလန်ကောင်စီဖွဲ့ရဖမ်းခေါ်သွားတယ်ကျွန်တော်ရဲ့မဟာမိတ်ယူလည်းဖမ်းခေါ်သွားတယ်ရှိတယ်ပေါ့နော်
ဟုတ်ကဲ့အခုလိုမျိုးဖမ်းဆီးတာတွေလုတ်တဲ့အပြင်ပေါ့လေခုနစောစောပြောတဲ့ဗွေလီတရားတွေကိုဖျက်ဆီးတာတွေမျိုးလုတ်တဲ့အပြင်ဒီ long life ဘက်ကနေပေါ့နော်ကျွန်တော်တို့ရဲ့ဒီဟို gate ဒီပိတ်ဆို့တာလောင်စာစီးနဲ့အခြေခံစားတော့ကုန်တွေပိတ်ဆို့တဲ့အတွက်ကြောင့်အထူးသဖြင့်ကျွန်တော်တို့ဒီပလက်ဝနဲ့စမီးနေပေါ့နော်မရာနယ်ဖက်မှာအထူးသဖြင့်အဲ့ဒါအိန္ဒိယနဲ့ဆက်တဲ့ပုံနည်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအိန္ဒိယဘက်စားတော့ကုန်ကူလူစင်စင်မှုကိုခုလိုမျိုး gate တွေထားတဲ့အတွက်ကြောင့်လည်းဒီပလက်ဝစမီးနဲ့ဒီမတူပီကမရာနယ်ကပေါ့နော်ဒီသူဒီအများကြီးဒုက္ခရောက်တယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေးဟုတ်ကဲ့တိုက်ပွဲတွေဖြစ်လို့မြို့ကိုစွန့်ခွာထွက်ပြေးတဲ့အချိန်မှာမီဇိုရမ်ထဲပြောင်းရွှေ့ရတာရှိတယ်ဒါပေမဲ့တခြားဒေသတွေပြောင်းရွှေ့ရတာရှိတယ်ဒီနေရမှာကြံခဲ့တဲ့လူတွေကလည်းပဲအခုလိုမျိုးဒီလောင်စာစီနဲ့အခြေခံစားတော့ကုန်တွေကိုပိတ်လိုက်တဲ့အတွက်ကြောင့်ပေါ့နော်အထူးသဖြင့်ငကိုရဲမှာရခဲ့တဲ့ဘလဝနဲ့စမီဒီမလာဒေတာတွေမှာစားတော့ကုန်တွေအရန်ပြက်လာလည်းပဲဒီလူလူထုအရန်ခက်ခဲလာတယ်ပေါ့နော်ဒီမှာတက်စီစင်တလီတောင်2000ခွဲလောက်ဖြစ်လာပြီလက်ထဲမှာလည်းဒီဘလဝစမီဒီမရာမတူပီဒေတာအတွက်အရေးကြီးတဲ့ဗီဒီတာကိုလည်းမိုင်းခွဲပြက်စီးတဲ့အတွက်ကြောင့်ပေါ့နော်ဘုံမျိုးခက်ခဲသွားတာမျိုးလမ်းဘက်ဆက်တွေပူချက်တဲသွားတာမျိုးတွေဖြစ်လာတယ်ပေါ့နော်ဟုတ်ကဲ့ next slide ကိုကြည့်မယ်ဆိုရင်အတင်မှာဆိုလဲကျွန်တော်တို့ရဲ့ဒီမဟာမိတ်ရဲ့ပေါ်ဒီ YDF ကရဲပေါ်တွေတော်လကောင်းဒီဒူပီတက်မဟာတေကရဲပေါ်9ဦးတော်လကောင်းအခုဒီအာရခတ်တော်ရဲပေါ်9ဦးတော်လကောင်းပေါ့နော်ဖမ်းထားပြီးတော့လဲကျွန်တော်တို့ဒီညီနောင်အနေနဲ့လည်းဖမ်းမိတဲ့စစ်တုံးပန်းတွေရှိပါတယ်စစ်တုံးပန်းဆိုတိုက်ပွဲပြစ်ခတ်ရင်တိုက်ပွဲဝင်ရင်းနဲ့ကျွန်တော်တို့ရှင်မာဒီပလက်ဝCDF ပလက်ဝကတူCDF စန်ထန်ကတူ CDF စုပ်ဖေကတူဒီ CDF ထန်တလန်ကတူ CNA ကတူစသဖြင့်ကျွန်တော်တို့ရှေ့တန်းမှာပြည်ရင်ခံရမယ်ဖန်စီရမိတဲ့ရဲဘော်ရှိတယ်ကျွန်တော်တို့အနေနဲ့ချုပ်နှောင်ထားခြင်းလက်ထိတ်ခတ်ထားခြင်းမရှိဘူးဒီတိုင်းလွတ်လပ်ပဲသွားလာတယ်တခါတည်းသူတို့ကိုယ်တိုင်ကတော့မှလောဆယ်ဆိုမတူပီမျိုးပေါ်မှာကိတ်ဆောင်တဲ့အလုပ်မျိုးလွတ်လပ်ရှိစားရှိအတူတူပိုင်းစားကြတယ်ကျွန်တော်တို့နိုင်ငံရင်းအရာတက်ရခတ်ရတယ်ဆိုပေမဲ့ညီကိုတွေပဲဆိုတဲ့အတွက်ကြောင့်ညီကိုချင်းလိုပဲအတူတူစားအတူတူအိတ်ဘာမှချုံထောင်ရှင်တဲ့ထိတ်ခတ်ခြင်းဘာမှမရှိဘူးဒါတော့မှကျွန်တော်တို့ရှေ့တက်မှာပြင်းခတ်ရင်တနတ်နဲ့ပြင်းရှေ့တက်မှာဖမ်းဆီးရမိတာဖြစ်တယ်ဒီမှာဒီအာရခရဲပေါ်နှုတ်ဆိုရင်တကယ်တော့မတူပီမျိုးသိန်းတပ်ဖွဲ့အကုန်လုံးပြီးသွားပြီသူတို့ကဖနန်ကလိုက်ဒီဖနန်ဖက်မှာပေါ့ကျွန်တော်တို့ရဲပေါ်တွေကြာဆုံးတရားရရဲဘော်တွေကိုသူတို့ကစင်းကောက်ဖို့သွားမဲ့ရုံးဖွဲ့ဝင်နှုတ်ပဲဖြစ်တယ်သူတို့ကတိုက်ပွဲလည်းဘာမှဖြစ်ဘူးဖမ်းဆီးရမိတဲ့ချိန်မှာတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိရလည်းမဟုတ်ဘူးဘာလည်းနဲ့မှလည်းမရှိဘူးဒါပေမဲ့အခုလိုမျိုးပေါ့နော်လက်ထိတ်ခတ်တယ်အဲ့လိုမျိုးတွေနဲ့ချုပ်ထောင်ထားတဲ့သဘောမျိုးဖြစ်တယ်ပြီးတော့တကယ်တိုက်ပွဲပြင်းခတ်ရင်ရလာတဲ့တုံပန်းလို့မဟုတ်ပဲနဲ့ဒါကိုပဲသူစစ်တုံပန်းလို့တုံလုံးတာတွေပြီးတော့ခုလိုမျိုးဒီအာရခတ်တော်ဆိုတာလဲနေပေါင်း10စုနှစ်ကျော်ကြာတိုက်ပွဲဝင်လာတယ်ဒီကချင်မှာတော်လကောင်းရှမ်းမြောက်မှာတော်လကောင်းကရင်မှာတော်လကောင်းဒီစကိုင်းမကွေးမှာရခိုင်မှာချင်းမှာစတဲ့တိုက်ပွဲဝင်ခဲ့တဲ့နေရာတိုင်းမှာဒီတိုင်းပဲဘယ်သူနဲ့မှပြဿနာမဖြစ်ရဘဲနဲ့အားလုံးနဲ့အာဏာရှင်အမြင့်ပြုတ်ဖို့စစ်ကောင်စီမြင့်ပြုတ်ဖို့တိုက်ပွဲဝင်တဲ့ပွဲစီဖြစ်တယ်ဒါကမှမွေးရစေးတုံးနေဆိုတာကဟိုးရင်ကလည်းမရှိခဲ့အခုလည်းမရှိဘူးဒါဒီဖွဲ့စည်းမှမချစ်မှမဟုတ်ဘူးစကိုင်းဖြစ်မကွေးဖြစ်ရှမ်းမြောက်ဖြစ်ကချင်ဖြစ်ဘယ်လိုမျိုးမရှိတော့ညာလည်းပဲမူရစေးဝါတဲ့တယောက်ကိုဆယ်လုံးစီတိုက်တယ်ဘလို့ပြေးတယ်ညာပြေးတယ်ဆိုတော့မဟုတ်မမှန်ပေါ့နော်ကောလာခလာဒီတရေဖြက်လို့စိတ်တက်နဲ့လောက်ကြံတဲ့နေနေပေါ့နော်အဲ့လိုမျိုးဒီတော်လှန်ကြီးကိုပုံကြီးဖက်တာဒီတော်လှန်ကြီးအဖွဲ့အချင်းချင်းလေးစားမှုမရှိတာတော်လှန်ရေးလမ်းစဉ်ကနေလွဲချော်သွားပြီပေါ့နော်အဲ့လိုမျိုးရှိတာတွေတွေ့ရတယ်ပေါ့လေဒီကျွန်တော်ချင်းပြည်ရဲ့နိုင်ငံကြီးလက်ရှိနိုင်ငံရေးချင်းနေအာဏာရှင်တော်လှန်ရေးမှာဟိုရှုပ်ထွေးစေတဲ့ညီကိုတော်လှန်ရေးအဖွဲ့အစည်းချင်းကြားလိုအနောက်ရှက်ဒီပရိပက္ခတွေများလာစေရတယ်ပေါ့နော်တွေ့ရတယ်ပေါ့နော်ကဲနောက် slide ကိုဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးအဖြစ်မောက်လုပ်ငန်းတွေဒေါ်လာရေးအဖွဲ့ချင်းကြားဒီအဲ့လိုမျိုးထိုးနေတာတွေဒါမက
ကျွန်တော်တို့ကိုဥမာဒီမတူပီမျိုးသိန်းတိုက်ပွဲလုပ်နေစင်မှာကိုပဲရှေ့မှာရန်သူနဲ့တကယ်အပြစ်နေခတ်နေတက်ခတ်နေချိန်မှာကိုပဲနောက်ကိုရနဲ့ကျွန်တော်တို့ကိုဒီအချိန်ချင်း drone နဲ့ပုံချဲပြီးတိုက်ခိုက်တာတွေပေါ့နော်ဟိုရရှိတယ်စနိုက်ပါနဲ့ပစ်ခတ်တာနောက်ကနေဝင်ပစ်တာပေါ့လေကျွန်တော်9ရက်တာမှာပေါ့နော်ဟိုတောက်လျှောက်ဟိုပစ်ခတ်တိုက်ခိုက်တာအများကြီးကျွန်တော်တို့အနေနဲ့ဟိုစာတွေထုတ်ပြန်တယ်ဟိုဒီလိုမဖြစ်ခင်ကလည်းပဲကျွန်တော်စာထုတ်ပြန်ပြီးမှကန့်ကွက်တားဆီးခဲ့တာအချင်းချင်းပရိပက္ခမပြောင်းထိမ့်သိမ်းခဲ့တာရှိတယ်ဖြစ်လာတော့လဲကျွန်တော်တို့တောက်လျှောက်ဟိုဘယ်နှချင်းဘလို့တိုက်ခိုက်မှုရှိတယ်ဆိုပြီးမှဟိုအချင်းထိမ့်သိမ်းဖို့ဟိုအကြောင်းကြားခဲ့တာပေါ့နော်ဟို online media ကိုတုံးချပြီးမှအချင်းထိမ့်သိမ်းဖို့ကြိုးစားခဲ့တာရှိတယ်အဲ့ဒီတရားထက်ကကျွန်တော်တို့ကိုအမြဲတမ်းပေါ့နော်ဒေါ်နိုင်အဖွဲ့ချင်းဖြစ်တော်ညာလည်းပဲစိတ်ကွန်ဆိုတိုက်ခိုက်နေတဲ့ဒေါ်နိုင်အဖွဲ့ကိုနောက်ကွယ်ရတဲ့အဲ့လိုမျိုးချင်းပြစ်ခတ်တိုက်ခိုက်တာလည်းရှိခဲ့တယ်ပေါ့လေဒါလည်းကျွန်တော်စင်းစီရနဲ့အတိအကျထုတ်ပြန်ထားဟိုလိုပြေးလည်းဖြစ်တယ်ပြီးတော့လည်းနောက်တော့ဒီဂျွန်လ26ရက်နေ့မှာအကုန်လုံးသိမ့်နိုင်ပြီးနောက်မှာတော့ထဲမှာကျွန်တော်တို့ထွက်ပြေးလာတဲ့စိတ်ကောင်းစီဒီကိုကျွန်တော်တို့ပြန်လည်ဖန်ဆီးရမိရှိတယ်ကယ်ဆယ်ထိမ့်သိမ်းထားတာရှိတယ်အဲ့လိုကယ်ဆယ်ထိမ့်သိမ်းရမိတဲ့ဒီပုံမှုရဲမင်းထွန်းပေါ့နော်ပုံမှုရဲမင်းထွန်းကကျွန်တော်တို့ကိုဟိုဒီဟိုမင်းမြတ်လို့သူကမင်းမြတ်တော့ပါသူတို့ဘလို့ဖူးပေါင်းတဲ့စိတ်ကောင်းစီနဲ့ဟိုကျွန်တော်တို့ဟို icon ကနဲ့ဟိုစားဒီစကြားရတယ်ရဲပေါ်တွေကကြားရတာကိုတကယ် confirm ပြန်လုပ်ပေးနိုင်တဲ့ icon နဲ့သူတို့စိတ်ကောင်းစီနဲ့CNA ဥဆောင်တဲ့ချင်းလန်ကောင်စီဖွဲ့ကဘလူး icon ချပေးတယ်ဘလူးချိတ်ဆက်ကြတယ်ပြီးတော့လက်နဲ့ကြီးပြစ်ကူဘလူးတောင်းတယ်ဟိုလေးပြစ်ကူဘလူးပြီးဘလူးတောင်းတယ်ဟိုဘလူးချိတ်ဆက်ကြတယ်သူတို့ဘလူးပြေးလာတယ်ဟိုစသဖြင့်ပေါ့နော်ဟိုအကုန်လုံးကိုဟိုဝန်ခံတယ်ပေါ့လေနောက်ဆုံးကျသူကိုယ်တိုင်ကပဲဟိုချိတ်ဆက်ပြောဆိုရတဲ့အဲမှာလည်းပါတကယ်ကိုယ်တိုင်ပါဝင်တဲ့ဒီဘုံမှုရဲမင်းထွန်းကပေါ့နော်အဲ့လိုမျိုးဝန်ခံပြောကြားလာတွေစသဖြင့်ပေါ့နော်ကျွန်တော်တို့မှာ proof ဒီပေါ့လေစာရှိလာတယ်ပေါ့ဟုတ်ကဲ့နောက်ဆုံးမှာဆိုရင်ဒီနေ့ပါဆိုရင်ကျွန်တော်တို့နောက်ထပ်ဖန်ဆီးရမိတဲ့ဒီခလာရ140ပေါ့နော်ဒုတိယအတုပ်ဖန်ဆီးရမိတဲ့ခလာရ140တန်ရင်မှုဒုတိယပုံမှုကြီးရဲဆိုထက်သူနဲ့ကြမှာကျွန်တော်သူ့ကိုလည်းကျွန်တော်တို့ဒီပုံမှုကြီးရဲမင်းထွန်းပုံမှုရဲမင်းထွန်းပြောထားတဲ့စကားကိုပေါ့နော်ကျွန်တော်တို့ပြန်မေးကြည့်တော့ဒီ CNA ဥစားလင်းကောင်စီအဖွဲ့နဲ့ဒီဖွဲ့ကစိတ်ကောင်စီနဲ့ဘယ်လိုမျိုးတိတိကျကျဘုံမှာဘယ်လိုမျိုးတိုက်ခိုက်ခဲ့တယ်လဲချင်းညီနောင်တွေကိုဘယ်လိုမျိုးဟိုစိတ်ကောင်စီနဲ့သူတို့ပူးပေါင်းပြီးမှစိတ်ညီနောင်တွေကိုဘယ်လိုတိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုအပြည့်အစုံဝန်ခံပြောကြားထားတာပေါ့နော်အဲ့ဒီဗီဒီယိုလေးအားလုံးတစ်ချက်ကြည့်လို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကုကဲမှုအောက်ရှိအမှတ်140ချီလင်းတရင်မှတရင်မှုတောင်ဝန်ထမ်းဆောင်နေတဲ့ပြန်တန်းဝင်အမှတ်ကြီး38536ဒုတိယဗိုလ်မှူးကြီးရဲဆိုတဲ့ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ CNA ဥဆောင်တဲ့ချင်းလန်းအောင်ကောင်စီအဖွဲ့ကခြေချစစ်ဗျူဟာမှာရှိတဲ့ဗိုလ်မှူးစီမျိုးစီကို Viber ကနေတဆင့်ဆက်သွယ်လာတာရှိပါတယ်ခင်ဗျအဲ့အချိန်ကနေစပြီးတော့ဆက်သွယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ဟုတ်ကဲ့ဗိုလ်မှူးစီမျိုးကကျွန်တော်နဲ့အတူလက်နက်ချအညံ့ခံတဲ့အထဲမှာရောအစာဟာရပြက်ပြီးသေဆုံးသွားတဲ့သူတွေထဲမှာရောမပါပါဘူးခင်ဗျဒါပေမဲ့ဘုံစင်မျိုးကအစာကလေးက CN နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့နဲ့အဆက်အသွယ်ရှိခဲ့တာကြောင့်အဲ့ဒီဘက်ကိုပူးပေါင်းသွားနိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ဟုတ်ကဲ့ပထမပိုင်းမှာတော့ကျွန်တော်ဘုံစင်မျိုးနဲ့ Viber နဲ့တဆင့်အဆက်အသွယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့တက်ကဘူဖန်မျိုးစားအိုင်ကွန်စကားပြောစက်နဲ့ကျွန်တော်တို့ကြားဆက်ဖမ်းယူရာနေပြီးတော့ချင်းလန်းကောင်စီအဖွဲ့ရဲ့ဆက်လိုင်းတော့ကိုဖမ်းရရှိခဲ့တာဖြစ်ပါတယ်ဗျဆက်ထဲမှာတော့ချင်းဘာသာစကားနဲ့ပြောဆိုနေကြတာဖြစ်တဲ့အတွက်ကျွန်တော်တက်မိသားစုတွေကဘာသာစကားနားလည်တဲ့ရဲမိတအုပ်နဲ့ကျွန်တော်ဘာသာပြန်ခိုင်းပြီးတော့နားထောင်နေကြပါတယ်ဆက်ထဲမှာတော့သူတို့တက်ဖွဲ့တွေကိုကိုကဲညွှန်ကြားနေတဲ့စကားပြောတဲ့နေကိုကျွန်တော်ကြားခဲ့ရတာဖြစ်ပါတယ်ဗျအဲ့ဒီအခြေအနေကိုကျွန်တော်ဗျူဟာမှုစီကိုကျွန်တော်ဆက်လက်တင်ပြခဲ့ပါတယ်ဗျူဟာမှုအနေနဲ့ကျွန်တော်ဖနိုင်ကြီးရထဲမှာရှိတဲ့ချင်းညီနောင်မှာအမိတ်တပ်ဖွဲ့တွေနဲ့ကျွန်တော်ချင်းလန်းကောင်စီအဖွဲ့တိုက်ပွဲအခြေအနေနဲ့ကျွန်တော်သတင်းတွေကိုသိလို့တာကြောင့်
ဝင်ရောက်ဆက်သွယ်ဖို့ကျွန်တော်စီကိုညွှန်ကြားခဲ့ပါတယ်ဗျအဲဒါကြောင့်ကျွန်တော်အနေနဲ့လည်းဒါတက်မှရှိတဲ့ဘုံမူရဲမင်းထုံးကိုဒါအိုင်ကွန်ကနေတဆင့်ဒါဝင်ရောက်ဆက်သွယ်ဖို့ကျွန်တော်ထပ်ဆင့်ညွှန်ကြားခဲ့ပါတယ်ဗျအဲဒီနောက်ပိုင်းမှာကျွန်တော်ချင်းလန်းကောင်စီအဖွဲ့နဲ့ဆက်သွယ်ရရှိခဲ့ပါတယ်နောက်ပိုင်းမှာတော့ချင်းလန်းကောင်စီအဖွဲ့ကငါတို့ဒီဆက်တွေနဲ့ပြောရတာလုံခြုံမှုမရှိဘူးငါတို့မင်းတို့ကိုအိုင်ကွန်တစ်လုံးပို့ပြီးမယ်ဆိုပြီးတော့ drone နဲ့ကျွန်တော်အိုင်ကွန်တစ်လုံးရယ်နာဘူလီဆက်လက်တပူရယ်လာပြီးပို့ပေးခဲ့တာရှိပါတယ်ဗျနောက်ပိုင်းမှာတော့ကျွန်တော်အဲ့ဒီအိုင်ကွန်စကားပြောဆက်နဲ့ပဲကျွန်တော်အဆက်အသွယ်ပြုလုပ်ခဲ့ကြပါတယ်တော့ချင်းလန်းကောင်စီအဖွဲ့ကဆက်ခေါ်လင်းယုံနဲ့ကျွန်တော်ဘုံမူရဲမင်းထုံးကတော့ရဲတိုက်ဆိုတဲ့ဆက်ခေါ်နဲ့ကျွန်တော်အဆက်အသွယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ချင်းကြီးနောင်မှာမိတ်တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်ကျွန်တော် CNA နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ကကျွန်တော်တို့တပ်ဖွဲ့တွေကိုကြီးရွာပြင်ထွက်ပြီးတော့သူတို့နဲ့အတူပူးပေါင်းတိုက်ခိုက်ဖို့ကမ်းလှမ်းခဲ့တာတွေရှိပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒါကြီးရွာပြင်ကိုထွက်ပြီးတော့တိုက်ခိုက်မှုမျိုးတော့မလုပ်ဘူးလိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့လက်နက်ကြီးပစ်ကူပေးလို့ရတယ်ဆိုပြီးအကြောင်းပြန်ပြီးခဲ့တာရှိပါတယ်ခင်ဗျဟုတ်ကဲ့ CNA နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ကကျွန်တော်ဖနိုင်ကြီးရွာအတွင်းမှာရှိတဲ့ကျွန်တော်ချင်းကြီးနောင်မှာမိတ်တပ်ဖွဲ့တွေကို drone နဲ့ပုံကျဲတိုက်ခိုက်ဖို့အတွက်ကျွန်တော်9ချိန်တိုင်း drone ချက်မှာပေးပြီးတောင်းဆိုခဲ့တာရှိပါတယ်ခင်ဗျကျွန်တော်တို့ဘက်ကလည်း9ချိန်ပေးပြီးခဲ့တာရှိပါတယ်ခင်ဗျဟုတ်ကဲ့ CNA နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ကကျွန်တော်ဖနိုင်ကြီးရွာအတွင်းမှာရှိတဲ့ကျွန်တော်ချင်းကြီးနောင်မှာမိတ်တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်လက်နက်ကြီးပစ်ကူ3ချိန်တိုင်းတောင်းခဲ့တာရှိပါတယ်ဗျကျွန်တော်တို့ဘက်ကလည်း3ချိန်ပြန်ပြီးခဲ့တာရှိပါတယ်ပထမချိန်မှာတော့ကျွန်တော်တို့61မမတစ်လုံး81မမတစ်လုံး120မမတစ်လုံးပစ်ကူပေးခဲ့တာရှိပါတယ်ဗျဒုတိယချိန်နဲ့တတိယချိန်မှာတော့ကျွန်တော်တို့60မမနှလုံးစီပစ်ကူပေးခဲ့တာရှိပါတယ်ခင်ဗျဟုတ်ကဲ့ CNA နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ကပုံမှုစင်မျိုးဦးစီကို Viber ကနေတဆင့်ချင်းကြီးနောင်မှာမိတပ်ဖွဲ့တွေရဲ့တည်နေရာကိုကျွန်တော် Google Map နဲ့ screenshot ရိုက်ပြီးတော့ပေးပို့ခဲ့တာတွေရှိပါတယ်အဲ့ဒါကိုပုံမှုစင်မျိုးဦးကဝင်မကြည့်ဖြစ်တဲ့အတွက်ကျွန်တော်အိုင်ကွန်ကနေတဆင့်ပုံမှုရဲမင်းထုံးကိုဆက်သွယ်လာပြီးတော့ Viber မှာ view ဟာကိုချင်းကြီးနောင်မှာမိတပ်ဖွဲ့တွေရဲ့တည်နေရာကိုပို့ပေးထားတယ်အဲ့ဒါကိုတစ်ခေါက်တော့ဝင်ကြည့်ဖို့ပြောပေးပါပြီးရင်ချင်းကြီးနောင်မာမိတ်တပ်ဖွဲ့တွေရဲ့ဒီနေရာကိုပို့ပြီးတဲ့သတင်းအတွက်ငါတို့ကိုတနက်လက်ဆောင်ပြန်ပေးရမယ်လို့ပြောမှုကိုပြောပေးပါဆိုပြီးတော့ကျွန်တော်ဆက်သွယ်ပြောဆိုခဲ့တာတွေရှိပါတယ်ဗျအဲဒီနောက်မှာတော့ကျွန်တော် Jet Fighter 2စီးနဲ့ကျွန်တော်ဖနိုင်ကြီးရွာအတွင်းမှာရှိတဲ့ချင်းကြီးနောင်မာမိတ်တပ်ဖွဲ့တွေရဲ့ပြစ်မှတ်၄ခုကိုဒါပြစ်ကူပြီးတိုက်ခိုက်ခဲ့တာတွေရှိသလိုဒါဝိုင်တွဲတဲ့ဥပိုးဆောင်ရေးလေရင်နဲ့လည်းကျွန်တော်ဘုံ15လုံးနဲ့ပြစ်ကူပြီးတိုက်ခိုက်ခဲ့တာတွေရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါဆိုတော့မိဘပြည်သူများတော်လှန်ရေးလုံးနေကြတဲ့မြန်မာနိုင်ငံတော်ကရောနိုင်ငံတကာရောခုနတွေ့ခဲ့ကြတော့ဒီစစ်ကောင်စီရဲ့ဒီဘဒူဘီမျိုးဒီခလာရ140ကဒုတိယဗိုလ်မှူးကြီးရဲစိုးထက်ရဲ့ဒီCNA ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ကစစ်ကောင်စီနဲ့ဘယ်လိုမျိုးပူးပေါင်းပြီးမှဒီချင်းကြီးနောင်နဲ့ဒီမဟာမိတ်တီဒေါ်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုနောက်ွယ်ရနဲ့အလင်းငိုက်တိုက်ခိုက်တာမျိုးလုပ်တဲ့အပြင်လက်နက်ကြီးဘလိုပစ်ကူတွေနဲ့လေးချောင်းပစ်ကူတွေနဲ့ကျွန်တော်တို့ရဲ့ဒေါ်လှန်ရေးညီကိုချင်းချင်းကျွန်တော်တို့ဒေါ်လှန်ရေးပေါ်လို့အသက်သေးချေအောင်ဒေါ်လှန်ရေးလမ်းစဉ်ကသူဖယ်ပြီးမှဒီအကြမ်းဖက်စစ်အာဏာရှင်နဲ့ပူးပေါင်းပြီးမှကျွန်တော်ညီကိုချင်းချင်းလုပ်ရတဲ့သဘောမျိုးရုပ်မာတိုက်ခိုက်တဲ့အကိုဒီစစ်ကောင်စီဘက်ကကို
တက်တင်တဲ့ကွာပေါ့နော်ဟိုဘလို့ချိတ်ဆက်မှုတွေအစအတိအကျရှင်းလင်းပြောပြထားတာပဲဖြစ်ပါတယ်